အိုးဒါဘသူကလည်းအနည်းဆုံးတော့ဒါကကုတွေ80လောက်တန်မှာပဲအန်ဂျယ်လီမင်းယောက်ျားကမင်းကိုလာကြိုတာတစ်ခါမှမရှိဘူးနော်အဲ့ဒါငါယောက်ျားသူကဟေးဒါရာဂျာတို့ကိုထောင်ထဲမှာရက်ထားတဲ့ကားမဟုတ်ဘူးလားအဲ့ဒါကြီးကဒီကိုဘလို့ရောက်လာတာလဲမင်းယောက်ျားရောက်လာပြီလားဘယ်မှာလဲတကယ်ပဲအန်ဂျယ်လီယောက်ျားရဲ့ကားများလားတကယ်လို့အန်ဂျယ်လီယောက်ျားသားအဲ့ဒီကားကိုမောင်းလာရင်ငါခေါင်းကိုဖြတ်ပြီးဘောလုံးလုပ်ပစ်လိုက်မယ်သူ့ယောက်ျားမှာဒါအဲ့ဒီလိုအရေးချင်းရှိရင်ဘာလို့တခြားသူတွေရဲ့ကားထဲမှာလိုက်စီးနေရမှာလဲအပိုတွေပြောမနေနဲ့တကယ်လို့သူ့ယောက်ျားမှာအဲ့ဒီလောက်ပတ်စံရှိရင်သူကဘာလို့ဒီလောက်အောက်ခြေသိမ့်နေမှာလဲလက်အိတ်တွေတောင်ဝစ်ထားသေးတယ်တာမန်ဒရိုင်ဘာတယောက်ပဲဟာရေတောင်ရဲချင်းနဲ့အန်ဂျယ်လီနင်ကဘာရီဟန်ဆောင်နေတာလဲနင့်ယောက်ျားကဒရိုင်ဘာတယောက်ပဲလေဟာဖះရည်သူကတာတာကုမ္ပဏီရဲ့ CEO အစ်စ်ပဲဒီလောက်အချိန်တိုလေးတွင်းမှာသူ့ကိုနှစ်ခါတောင်မြင်လိုက်ရတာငါတို့ TV channel အတွက်တော့ကန်ထူးပြီပဲသူကဒီကိုဘာလာလောက်တာလဲအဲ့ဒီကားကအန်ဂျယ်လီယောက်ျားရဲ့ကားများလားအန်ဂျယ်လီနင့်ယောက်ျားကဘာဘလူလားဟုတ်တယ်အခုမှပဲအားလုံးရှင်းသွားတော့တယ်လင်မယားကြားမှာဒီလောက်ကြီးကျယ်တဲ့ကားကြီးကဘာမှမဟုတ်ပါဘူးအန်အောဖို့ကောင်းလိုက်တာအန်ဂျယ်လီကဒီလောက်ချိန်နေကောင်းတာတောင်ဘာမှထုတ်မပြောဘူးပဲအာမင်းကဒီကိုဘလို့ရောက်လာတာလဲမင်းဒီကိုလာလိမ့်မယ်လို့ငါလုံးဝကိုမမျှော်လင့်ထားဘူးအပိုင်းနှစ်ကြည့်ရန်အကောင့်လေးကို follow လုပ်ပြီး comment မှာတခုခုရေးခဲ့ပေးပါနော်အပိုင်းနှစ်တင်ပေးပါမယ်ဗျ